တန်တရာမစာ၍ယနေ့ကြအောင်ဖရာတရားတန်ခါယရဏသုံးပါးနှင့်ဖရာပစ္စေကဗုဒ္ဓအရိယာသာဝကအက္ကသာဝကမဟာသာဝကမိဘနှစ်ပါးဆရာသမားနှင့်ကျေးဇူးကြီးများပုဂ္ဂိုလ်များအပေါ်ကာယကံဝစီကံမနောကံတို့ဖြင့်တစုံတရာပြစ်မှားမိခဲ့ပါသောထိုအပြစ်တို့မှပျောက်ပါစေရန်တောင်းပန်ဝန်ချကြော့ပါ၏ဖျားအထူးသဖြင့်ဖျားတို့၏ရှေ့၌အပူဇော်ခံနေသောကျေးဇူးရှင်ဘဘကြီးအဘောကာယကံဝစီကံမနောကံတို့ဖြင့်ပြမမိခဲ့ပါသောထိုအပြစ်တို့မှပျောက်ပါစေရန်တောင်းပန်ဝန်ချကြော့ပါ၏ဗျာကဲအားလုံးကြော့လိုက်ဘဘကြီးလည်းစုပေးလိုက်အောင်ဗျာအားလုံးသားတွေသမီးတွေမြေးတွေမြစ်တွေကိုကဲစုပေးလိုက်ပါဦးအေးသာဓုသာဓုသာဓုကဲအားလုံးကဘဝကြီးပေးတဲ့ဆိုနေပြရပါလို့လို့အသက်ရာကျော်ရှိပါစေတည်းကိုစိတ်နှစ်ပါးကျမ်းမာပါစေချမ်းသာပါစေတည်းသူတော်ကောင်းတရားတို့ကိုလည်းပဲဘဝကြီးစားတဲ့တပုတ်တို့၍ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ပါစေတည်းသားသမီးမြေးမြစ်တို့ကိုလည်းပဲစိတ်ကောင်းနှလုံးကောင်းနဲ့ရှင်၍မိမိတတ်ဆွမ်းသည့်သူတော်ကောင်းတရားတို့ဖြင့်ဟောပေါ်ညွန်ပြပြီးတကာလသွန်သင်ဆုံးမလမ်းညွန်ပေးနိုင်ပါစေတည်းသာဓုသာဓုသာဓုဟေးရော